ရှေးခေတ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပစ္စည်းဥစ္စာရွှေတွေဝယ်ပြီးတော့ရွှေအိုးမြုပ်တယ်ဆိုတာလောက်ကြရွှေအိုးမြုပ်ကြတယ်သူများမသိနိုင်တဲ့နေရာတိတ်တဆိတ်တွင်းနဲ့ကြီးတွေတူးပြီးတော့အဲ့ထဲမှာလုံညုံစိတ်ချဖို့ကိုယ်အသုံးလိုက်တဲ့အခါမှာဖော်ထုတ်သုံးစွဲဖို့ဆိုပြီးတော့ရွှေအိုးမြုပ်ကြတယ်ဒါကြောင့်မို့ဒီကနေ့ခေတ်မှာလူတွေကံကောင်းတဲ့ပုဂ္ဂိုလ်တွေကတူးဖော်တဲ့အခါမှာတိုက်ဆိုင်ပြီးတော့ရှေးအောင်ပစ္စည်းရွှေတွေငွေတွေရကြတာလည်းရှိတယ်ပေါ့ရှေးခေတ်ကတော့အဲ့လိုရွှေအိုးမြုပ်တယ်ခဏခေတ်တော့ဗန်နေထဲ့တယ်ပေါ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တိုင်းလိုပဲကျွေးယူခြင်းကျွေးပိဆက်ခြင်းရွှေအိုးမြုပ်ခြင်းတို့ပိုရှမ်းလာတဲ့ငွေတွေကိုသိသိချင်းဆိုဒီအလုပ်သုံးလို့ကိုလုပ်ကြအဲ့ဒါစီးပွားရေးဘွဲ့မှာခုလူ၃မျိုးရှိတယ်လို့ပဲဒါနဲ့အလားတူတဲ့တန်တရားဘဝမှာလည်းပဲကျွေးပေးတာတို့ကျွေးယူတာတို့ကျွေးဆက်တာတို့ရွှေအိုးမြုပ်တာတို့ဆိုတာလို့တင်လှုပ်ထိုက်တဲ့အလုပ်တစ်ခုလို့ဒီလိုပြောအောင်မှာဖြစ်တယ်အဲ့တော့ကျွေးယူခြင်းနဲ့ကျွေးပေးခြင်းဆိုတာတော့ကိုယ်ကပိုရှမ်းနေလို့ရှိရင်လည်းကျွေးပေးထားတယ်ကိုယ်ငွေကိုချေးငှားထားတယ်ပေါ့ချေးငှားတယ်ကိုယ်ကချေးယူတယ်နှမျိုးလုံးနိုင်တယ်ဝေဘုံငေရှမ်းရှိရင်သူများကိုချေးတယ်ကိုယ်မှငွေလိုနေရင်သူများစီကချေးငှားပြီးတော့ယူတယ်အဲ့လိုရှိတဲ့ထဲမှာဘဝတန်တရားမှာလည်းပဲလောရမဲ့တာဝန်တရားအနေနဲ့လူတွေကလှုပ်လေလှုပ်ထားရှိကြတာဘာလို့တုံးဆိုရင်ငွေပိုငွေရှမ်းရှိနေလို့ကျွေးယူခြင်းနဲ့ကျွေးပေးခြင်းဒီလုပ်ကိုလည်းလုပ်တယ်ကျွေးဆက်ခြင်းဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်ရွှေအိုးမြုပ်ခြင်းဆိုတဲ့အလုပ်ကိုလည်းလုပ်တယ်အဲ့တော့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ဘယ်ဟာကကျွေးပေးတာဘယ်ဟာကကျွေးယူတာဘယ်အရာကကျွေးပေးဆက်ပြီးတော့ဘယ်အရာကရွှေအိုးမြုပ်တာလို့ခေါ်နိုင်တယ်လေလောကလူတွေဘဝစီးပွားဖြစ်ဖို့အတွက်ငွေကြေးဒနာနဲ့ပတ်သက်ပြီးသုံးချတယ်လို့ပဲတန်တရားစီးပွားအတွက်လည်းပဲကုသိုလ်၃မျိုးလို့ပြောအောင်မှာဖြစ်တယ်မလုံးမဖြစ်တဲ့လုံးနဲ့လုံးရက်တွေလူတွေဟာလောက်ကင်နေကြတယ်လူတိုင်းဟာလူဘဝရောက်လာပြီဆိုရင်ပထမဆုံးတွေ့ရတာတော့အမေနဲ့အဖေပဲအမေနဲ့အဖေနဲ့ပထမဆုံးတွေ့ရမယ်အဲ့ပထမဆုံးတွေ့ရတဲ့အမေဖေကကိုယ်ကိုဆောင်းလျှောက်တယ်ကြွေးတယ်မွေးတယ်ဝတ်စားဆင်ရင်လည်းဆိုတဲ့အလုပ်တွေကိုလုပ်တယ်ကိုလာတော့ကတော့တကူဒီပဲအဝတ်ပလာတကူဒီနဲ့လာခဲ့တာအပြင်ရောက်တော့မှမွေးချင်းအနှီးဆိုတာနဲ့ထုတ်တာပြီးတဲ့အခါကျဝတ်စားဆင်မှုလုပ်ပြီးတော့ကိုလာတော့ကပတ်စံတပြားမှမပါသည့်အတွက်ကြောင့်ဘသူစီကကြွေးယူရတော့ဆိုမိဘစီကကြွေးယူရမိဘကကိုယ့်ကိုချင်းငှားလိုက်တဲ့ကြွေးကိုယ်ကယူပြီးသားဖြစ်သွားတယ်နော်ဘဝမှာကိုယ်ကပဲကျွေးတင်နေတဲ့လူတွေလို့ပြောအောင်မှာဖြစ်တယ်အိမ်ရောက်လာကြတဲ့ကကိုယ်ကကျွေးတင်ပြီးဘသူစီကျွေးတင်တော့ဆိုအမေဖေစီကျွေးတင်သွားအမေဖေကအလကားကျွေးနေတယ်လို့ဆိုကြပေမဲ့လို့ဒီကျေးဇူးတရားတွေကရှိနေတယ်
အဲ့တော့အမေဖေကကိုရောက်လာကြတဲ့ကကိုအတွက်တာဝန်ယူတယ်ကျွေးတယ်မွေးတယ်ပြုစုဆောင်ရှောက်တယ်ကုန်ကြစရိတ်ဆိုတာနဲတာမဟုတ်ဘူးဒါတွေမကသေးဘူးလူလမ်းမြောက်ဖို့အတွက်ပညာသင်ပေးရသေးတယ်ဝဆဆင်းရုံတော့ကပညာသင်ပေးရတယ်အဲ့ဒါတွေအားလုံးဟာကျွေးယူထားတာတွေကြီးပဲဒါကျွေးယူရတဲ့ဟာတွေကြီးပဲအဲ့ဒီကျွေးတွေဟာကိုဆက်ရမှာပဲဖြစ်တယ်အဲ့ဒါကိုပြောတော့မိဘခြေဆုဆက်တယ်ဆိုတာကျွေးဆက်တာပဲကိုကပြန်လီတုံ့ပြန်ပြီးပေးဆက်ရမယ်အလုပ်တွေဖြစ်လာ